အလုံးမဲ့တောင်းဆိုနေကြတဲ့ night party makeup look လေးကိုလက်ကူရရှင်အောင်လို့ step တစ်ခုချင်းစီတေချာပြင်ပြသွားမှာမလို့အခုလိုက်ပြီးမပြင်းအားတဘူးဆိုရင် save ထားလိုက်တော့နော် skin care တွေကို subscribe တင်ပြီးတော့တဲ့အခါမှာ color corrector အနေနဲ့ရောထုံးအပ်အနေနဲ့ရော makeup primer အနေနဲ့ရောဒီရဲ့ color corrector စမ်းရောင်လေးကိုသုံးလိုက်ပါတယ်မျက်လုံးကနေအရင်စပြီးတော့ချက် makeup လုပ်ဖြစ်တာမို့လို့ base color အနေနဲ့ color corrector တေချာညှိပြီးတော့ eyeshadow ရင်သွားပါမယ် eyeshadow ကိုလည်းအရောင်ရမင်းရင်တော့လည်း light to medium လောက်ထိပဲသွားလိုက်ပါတယ် liner ကိုလည်း eyebrow pencil လေးနဲ့တေချာလေးတက်ရက်လေးနဲ့ညှိလေးဖြစ်အောင်ဆွဲသွားလိုက်ပါတယ်ပြီးရင်အနာလေးကို eyeshadow ရဲ့ deep color တစ်ခုနဲ့တေချာလေး blending လုပ်ပြလိုက်ပါတယ် character တွေကိုလက်လေးနဲ့တေချာလိုက်ဖြတ်ပြီးတဲ့အချိန်မှာ mascara ကိုလုံးဝမျက်တောင်ကိုပေါ်ကော့နေအောင်ဖြာနေအောင်ညှိရပါမယ်အဲ့ဒါမှဒါမျက်တောင်သူတက်တဲ့ခါကျရင်ပေါ်ပြန်ပြီးတော့ဖြာနေအောင်တက်လို့ရမှာပါကော့ထားတဲ့မျက်တောင်ကိုပြန်မကြအောင်ဒီကတော့ပူပေးဆက်လေးနဲ့ပေါ်တေချာလေးကော့ပြလိုက်ပါတယ်ပြီးကြမှာမျက်တောင်ကိုတစ်ဖြတ်ချင်းစီတေချာလေးတက်လိုက်ပါတယ်ပေါ်မျက်လုံးပြီးသွားတဲ့အခါမှာ foundation မလိမ့်ခင် color corrector နဲ့တေချာညှိပြီးမှ foundation လိမ့်ပါမယ် foundation ကိုကြတော့ဒီရဲ့ Maybelline Super Stay ရဲ့ Lumi Matte Texture လေးကိုသုံးလိုက်ပါတယ် foundation ကိုတေချာ pigment ချပြီးတော့တေချာလေး blending လုပ်သွားပေးပါမယ်ဒီညမှာ stone တွေကိုမဆွဲဘဲနဲ့တိတ်လေးတိတ်ပြီးပို့လို့အပ်ပါတယ် lighting နဲ့ထိုးလာတဲ့အခါကျရင် makeup ဖုံလေးမဖြစ်ဘဲနဲ့အလင်းအမောင်တေချာလေးနေရာကျအောင်လို့ highlight နဲ့ contour ကိုမျက်နှာအကျွေးစားတိုင်းတေချာလေးချပါမယ် liquid တာမှမဟုတ် stick contour ချတဲ့အခါကျရင်ကွက်တာတွေဖြစ်တတ်တာမို့တေချာလေး blending လုပ်ပြီးပို့လို့အပ်ပါတယ် powder တွေမသိခင်မှာမျက်လုံးနာနဲ့ဒီနှာခေါင်းထိပ်နဲ့ macy ထိပ်ကို blusher နဲ့နည်းလေးတင်ခဲ့ပါမယ်အောက်က cream step တွေအားလုံးပြီးတော့မှဒါ powder တွေနဲ့လိုက်ပြီးတော့ထိပ်ပေးလိုက်ပါမယ် eyebrow ကို eyebrow mascara နဲ့အရောင်အရင်ချိန်ပြီးမှဒါ pencil နဲ့တပင်းချင်းစီလိုက်ပြီးတော့ဖြည့်ပေးပါတယ် eyebrow ကိုလည်းတပင်းချင်းဖြာနေအောင်အမြင်လေးထုတ်ပေးလိုက်ပါမယ်ပြီးတော့ရင်အောက်မျက်လုံး eyeshadow gel ကို base color လေးနဲ့အရင်ခံလိုက်ပါမယ်အောက်မျက်လုံးကိုလည်း light to medium အပေါ်အသုံးထားတဲ့အရာတိုင်းတခြားလေး blending လုပ်ပေးလိုက်ပါမယ် accusate ကို 3D sensor ပေါင်းလေးဖြစ်အောင်လို့တခြားဆွဲပြီးတော့တဲ့ခါကျရင်အပေါ်အသုံးထားတဲ့ glitter လေးနဲ့တခြားလိုက်ပြီးတော့ဖြည့်လိုက်ပါမယ်ပြီးရင်တော့အောက်မျက်တောင်ကိုတခြားလေးလိုက်ပြီးတော့ပတ်ပေးလိုက်ပါမယ်မျက်လုံးပိုင်းပြီးတော့ပြီဆိုရင်တော့ lipstick ပိုင်းတော့မယ်ပေါ့နော် lipstick ကိုလည်းဒီရဲ့ခံမလာရဖလက်တဲ့အနေ base color ခံပြီးတော့ဆင့်ကျင်အရာကို 3D sensor လေးဆိုတော့မှာဖြစ်ပါတယ်နှာခမ်းကိုဒီထက်ကိုပူပေါင်းလေးဖြစ်ချင်တာမို့လို့ lip liner နဲ့နည်းနည်းလေး 3D sensor လေးဖြစ်အောင်ဖော်ပေးလိုက်ပါတယ် highlighter ကိုတော့ဒီ color key ရဲ့ highlighter လေးကိုသုံးလိုက်ပါတယ်သူရဲ့ highlighter လေးအဲ့လိုလုံးဝဖြာထွက်ပြီးတော့လေကိုယ့်ရဲ့ skin လေးနဲ့အဲ့လို lint ထွက်နေတဲ့ပုံစံမျိုးလေးဖြစ်တဲ့ပေါ့နော်မျက်လုံးကိုကြွလေးဖြစ်ချင်နေရဆိုရင်အဲ့ဒီ choose နေရာလေးမှာ highlight လေးထည့်ခဲ့မယ်နော် 3D sensor နှာခမ်းဖောင်းလေးဖြစ်ချင် lip gloss ကိုအဲ့ဒီနှာခမ်းရဲ့အောက်နဲ့အပေါ်ထိပ်လေးမှာပဲတင်ပေးရမယ်နော် overall ပြီးတော့ရင် makeup တမျိုးမျိုးလေးဖြစ်နေအောင် spray လေးဖြန်းခဲ့ရမယ်နော်ကဲဒါဆိုရင်အားလုံးလိုက်ပြီးတော့ပြင်လို့ရမယ် night party makeup လုပ်လေးရတော့ပါပြီအဆုံးထိ tissue ပေးကြတဲ့တယောက်ချင်းစီတွေ့ကျေးဇူးတင်ပါတယ်နောက် vlog မှာပြန်တွေ့မယ်နော် bye